ယူပါလီဘောလီပွဲဝဲစဉ်ဖြစ်တဲ့ Freiburg နဲ့ Aston Villa ပွဲစဉ်လေးကြောင့်ကိုကျွန်တော်တုံးတက်ပေးသွားမှလည်းဖြစ်တယ်ပေါ့နော်ဒီနှစ်တင်းကတော့ဖလားနဲ့ဝေးကွာနေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့နော်ဒါကြောင့်မလို့ဘယ်တင်းကယူပါလီဘောလီပွဲကိုဘိုးဆွဲသွားမလဲဆိုတော့ဆက်လက်ဆောက်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနှစ်တင်းရဲ့တွေ့ဆုံမှုကတော့မရှိသေးပေမဲ့လည်းအပြိုင်ဆိုင်မြန်မြန်ဆိုင်နဲ့အစ္စတန်ဘူကွင်းမှာတော့ဒီညမှာတော့အကျိတ်နဲ့ရှိလာမယ်ပွဲကောင်းတဲ့ပွဲလို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်အာစတွန်ဗီလာအနေနဲ့ဖလားမရရှိခဲ့တာနှစ်ပေါင်း20ကြာခဲ့ပြီပေါ့နော်ဒါကြောင့်မလို့နီးပြဦးနိုင်အမလီရဲ့ဒါပုံစံကောင်းအောက်မှာဒီပေါ့နော်ယူပါလီဆိုဘီယင်လို့တော့တင်စားထားတဲ့ဦးနိုင်အမလီနဲ့ဒီနေ့မှာရောအာစတွန်ဗီလာကိုဖလားရရှိအောင်ဆွတ်ဆောင်သွားနိုင်မလားကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ဦးနိုင်အမလီအနေနဲ့ယူပါလီဘိုလီပွဲကို9ချိန်ထိတက်လန်းရမှာတော့4ချိန်ထိရယူထားတဲ့စင်လာကောင်းတွေလည်းရှိခဲ့တယ်ပေါ့နော်စီဗီလာနဲ့3ချိန်ရရှိထားပြီးတော့ဗီလာရီရဲ့နဲ့တစ်ချိန်ဒါအာဆင်နယ်နဲ့ဒုတိယတာရရှိခဲ့တယ်ဒါကြောင့်မလို့ဒီနေ့ညမှာရောနီးပြအွန်လိုင်းအမလီနေနဲ့အစတွန်ဗီလာကိုနှစ်ပေါင်းများစွာဝေးကွာနေတဲ့ဆုဖလားကိုရရှိအောင်ဆွမ်းဆောင်သွားနိုင်မလားဆိုတာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်ပွဲကောင်းတဲ့ပွဲလို့လည်းဖြစ်တယ်Freiburg ကလည်းဒါဥရောပဖလားတွေများရှိတာကြာခဲ့ပြီ final တွေတက်ပြီးတော့ကြံ့ရင်ခဲ့တဲ့အစင်လာတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ Freiburg အနေနဲ့လည်းဒီနေ့ညမှာတော့ Aston Villa ကိုအကောင်းဆုံးပုံစံမျိုးနဲ့တုတ်ပြန်လာမယ့်အခြေအနေကိုလည်းကျွန်တော်တို့ထပ်တွေ့ရတယ်ပေါ့နော် Aston Villa အဲ့လိုအဝေးကွင်းညနဲ့ Freiburg အနေနဲ့ဒီ Aston Villa နဲ့တွေ့ဆုံရမှာတော့အနည်းငယ်တော့ဟိုပေါ့နော်ပုံမရင်ခက်ခဲလာနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်တွေ့ရတယ် Freiburg ကဒီယူပါလီပြိုင်ပွဲတောက်တစ်ချောင်းအိမ်ဝင်းအကောင်းဆုံးမှုအသင်းဖြစ်ပြီးတော့အဝေးကွင်းမှာဆိုတော့ရေမွေတတာလောက်တာသူ့ရဲ့ခြေစမ်းရှိထားတဲ့အခြေအနေတွေလည်းကျွန်တော်တွေ့ရတယ်ဗောနော်ဒီနှစ်သင်းရဲ့ဒါဖြတ်ကျော်လာမှုနောက်ဆုံးဒါစီးဖိုင်နယ်မှာတော့ Aston Villa က Nottingham Forest ကိုဒါဗောနော်ပထမကျော့မှာရှုံးနေထားပြီးသူ့ရဲ့အိမ်မှာဒုတိယကျော့မှာပြန်လဲဂိုးပြတ်တက်နိုင်ရရှိခဲ့ပြီးတော့ဗိုလ်လူပွဲကိုတက်လန်းထားနိုင်ခဲ့တယ်ဗောနော် Freiburg ကလည်းဒီလိုပါပဲဒါစီးဖိုင်နယ်အစ်စ်မှာတော့ဒါဘရာကာတင်းကိုအဝေးကွင်းမှာရှုံးနေထားပြီးတော့အိမ်ကွင်းမှာဂိုးပြတ်တက်နဲ့နိုင်ရရှိပြီးတော့ဗိုလ်လူပွဲကိုတက်လန်းထားနိုင်တဲ့အတင်းနှစ်သိန်းလည်းဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ဒီဟာဒီမှာFreiburg အနေနဲ့ပေါ့နော်သူ့ရဲ့ပြည်တွင်းအဝေးကွင်းဆိုင်းဆောင်ကိုကြည့်ချင်းအဖြစ်သူ့ရဲ့ပြည်တွင်းမှာဆိုရင်ဒါ18ပွဲကန်ရမှာ4ပွဲတာနိုင်ပြီး3ပွဲတည်10ပွဲတွေရှုံးနေတာတယ်ဒါကြောင့်မလို့အဝေးကွင်းမှာဆိုခြေစွမ်းညံ့ပြီးတော့ခန်းစိတ်ပေါက်တတ်တဲ့ Freiburg အနေနဲ့ဒီနေ့မှာတော့ Aston Villa ကိုဘလို့ထိန်းနဲ့ကန်လာမလဲ Freiburg ရဲ့ခန်းဆွေရောနေတဲ့ပြဿနာကိုသူ့ရဲ့နီးပြကဘလို့ဖြစ်ရှင်းသွားမလဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ယူပါလီဗိုလီပွဲစစ်တပွဲလည်းဖြစ်တယ်ဗောနော် Aston Villa ကတော့ဒါဘာဖြစ်ပြောယူပါလီနဲ့ဒါပရီးမီးယားလိဝေးကွင်းဆွမ်းဆောင်ရေးကြည့်ချင်းအဖြစ် Aston Villa က Freiburg ပို့ပြီးတော့အားတာချက်ရှိသလိုပရီးမီးယားလိဆိုမှာလည်း Aston Villa က18ပွဲအဝေးကွင်းကန်မှာတော့6ပွဲနိုင်6ပွဲတည်6ပွဲတာရှုံးနေထားတယ်ဒါကြောင့်မလို့ဒီဝေါ်ကော့တွေကကြည့်ချင်းအဖြစ် Aston Villa က Freiburg တဲ့အဆအရာတာစည်းရထားတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ဗောနော်ဒီနေ့မှာတော့ Freiburg ကသူတို့ကစားနေကြအတိုင်းပဲ4-3ပုံစံမျိုးထွက်ရှိလာပြီးတော့ဒီတိုက်စစ်မှာတော့ဒါအားလုံးသိပြီးသားပါနော်ဝိုင်းရဲ့တိုက်စစ်ကစားမှာ Marinovic ဒါဥဆောင်လာတဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗောနော် Aston Villa ကလည်းဦးတိုင်းမက်ချင်ရဲ့ဒါသူ့ရဲ့ပုံစံအတိုင်းပဲဗောနော်4-3နဲ့ပုံစံမျိုးထွက်ရှိလာပြီးတော့လူစုံတက်ဆုံနဲ့ Walker ဥဆောင်လာပြီးတော့နောက်ချက်တိုက်စစ်နေရာမှာတော့ Roger ဥဆောင်လာနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗောဒါကြောင့်မလို့ Aston Villa နဲ့ Freiburg ပွဲစဉ်မှာတော့ကျွန်တော်ရဲ့ဗောနော်ဘောနော်ဒီပွဲစဉ်လေးကိုကျွန်တော်တုံးတက်ပြီးတော့ကျွန်တော်ရက်တာလေးတွေကိုကျွန်တော်ပြောပေးသွားခြင်းဖြစ်တယ်ဗောနော်ရွေးချယ်မှုအနေနဲ့ကတော့မိတ်ဆွေတို့ကတော့ကိုကြိုက်တဲ့ဘက်ကနေပြီးတော့ဒါရွေးချယ်ပေးလို့ရတယ်ကွန်မန့်မှာချရေးသွားလို့လည်းရတယ်ဗောနော်ကျွန်တော်ရဲ့ဒါဒီ Freiburg နဲ့ Aston Villa ပွဲစဉ်မှာတော့ကျွန်တော်ရဲ့အကြိုက်ကျွန်တော်ရဲ့ဒါရွေးချယ်မှုကိုတော့ကျွန်တော် bio link မှာတင်ထားတဲ့ Telegram channel မှာတော့ကျွန်တော်ရွေးချယ်ပေးသွားမယ်ဗောနော်အားလုံးကိုကျေးဇူးတင်ပါတယ်